Non inverter type aircon တွေကိုကျွန်တော်က recommend ပေးလို့မြင်ရင်ဒီသူ့ရဲ့ power 4ဆလောက် inverter ကိုသုံးသင့်တယ်လို့ပဲဒါအကြံပြုလို့ရှိပါတယ်အဲ့တော့ဘာကြောင့်လဲဆိုရင်ဒါကတကောင် non inverter type aircon တစ်ခုရဲ့ outdoor unit ရဲ့ specification เนาะအဲ့ဒီမှာကျွန်တော်တို့ rated input ဆိုတာရှိတယ်ပထမဆုံး rated input ကိုပဲကြည့်ရအောင်ဘယ်လောက်ရှိမလဲဆိုရင်1230ရှိတယ်အဲ့ဒီအတွက်ကြောင့်သူ့ရဲ့လေးစားဖြစ်တဲ့အတွက်ကျွန်တော်တို့က9000ကိုတကောင်လောက်သုံးတာဒီစိတ်ဖြစ်ဆုံးပဲเนาะအဲ့ဒါမှလည်း inverter ကတက်တန်းရှိမှာနှစ်ကောင်လောက်သုံးမရဘူးလားဆိုရင်တော့သုံးလို့ရတယ်ပြတ်နိုင်ကြီးကများတယ်ပေါ့ကြာရှည်မခံနိုင်ဘူးအဲ့တော့ဒီမှာ aircon တစ်လုံးရဲ့ rated input နဲ့ rated current ကိုဒီပုံမှာဖော်ပြပေးထားပါတယ်เนาะ ampere ဘယ်လောက်စီးမလဲအဲ့တော့ watt ကိုအဓိကမကြည့်ပါနဲ့ ampere ကိုပဲကြည့်ပြီးတော့ဒီ inverter ရဲ့ VA နဲ့ပဲတွက်ပါเนาะ watt ဆိုတာက power factor ပေါ်မှာမူတည်နေသေးတဲ့အတွက်ကြောင့် watt နဲ့တွက်တာမမှန်ဘူး VA နဲ့တွက်မှ inverter တွေအတွက်ပို့ပြီးတော့အဆင်ပြေမယ်အဲ့တော့သူ့မှာတက်ထားတဲ့ compressor အတွက်ဒီမှာရှိရမယ့် current ကိုဖော်ပြပေးထားတယ်အဲ့တော့ဒီမှာရှိဖို့လိုတဲ့ current ကတော့ 4.25 ဒါပုံမှန် run ရင်တော့ 4.25 က starting လို့မဟုတ်ဘူး running လို့မှ 4.25 လောက်ရှိမယ်တိုးတော်လည်းပဲအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်ဒီမှာ LRD ဆိုတာပါတယ်lock rotor current ဆိုတာရှိတယ်တကယ်လို့အဲ့ဒီ compressor တစ်လုံးကမလဲနိုင်မဲနဲ့ lock ကျနေတဲ့အခြေအနေမျိုးမှာလျှက်စစ်စီးဆင်းနေမယ်ဆိုရင်သူစီးဆင်းမဲ့ ampere က21 ampere ရှိဒါဆိုရင်21 ampere မတော်တဆ lock ကျသွားတယ်ဆိုလို့မြင်21 ampere စီးမှာ21 ampere စီးလို့မြင်ရင်သူ့ရဲ့ VA က4600 VA လောက်တက်တယ်4600 VA လောက်တက်ပြီမဲ့ဒီ compressor ကြီးက4 ampere လောက်ခန္ဓာကို20လောက်စီးရင်ပြတ်ဘူးလားဆိုတော့ compressor ကတော့မပြတ်နိုင်ဘူးပေါ့နော် overload relay ပူလာရင်သူဟာနေသူ relay ကဖြတ်သွားမှာဒါပေမဲ့ကျွန်တော်တို့ inverter က5 kW လောက်တက်ထားရင်တော့ခန္ဓာရည်ရှိတဲ့ ampere ကိုစီးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာမရှိဘူးတကယ်လို့ဒါ 3kVA မှာသုံးနေမယ်ဆိုရင်တော့အဲ့ဒီ inverter ကဒါ 3kVA ကို non inverter ဒါ 1HP နဲ့သုံးနေတယ် compressor လော့ကျသွားတယ်ဆိုလို့မြင်ရင်တော့ဒါပြတ်ဖို့ကများပြီပေါ့အဲ့တော့ဘယ်လိုအချိန်ဒီမှာလော့ကျတယ်လဲဆိုလို့မြင်ရင်တိုင်မာမပါတဲ့ aircon นี่မီးချိန်လိုက်လို့ဒီစိတ်ကက်ကဖြတ်သွားတဲ့အနေအထားမျိုးမှာပြန်မဆောင်မဲနဲ့စိတ်ကက်ကိုသွားပြီးတော့ကြော်လိုက်တဲ့အခြေအနေမျိုးမှာ compressor လော့ကျတတ်ပါတယ်ငါလော့ကျပေမဲ့တခါလေကြာရင်ကွာလော့ကျတာသိကြမှာဒီမှာစက်ကလော့ကျလို့မြင်ရင်ဒီ overload relay ကဖြတ်ချသွားတာရေခဲတက်တာတွေဆိုရင်အများဆုံးဖြစ်တတ်တယ်အဲ့ဒီအတွက်non inverter type aircon တွေတက်မယ်ဆိုရင်တော့ inverter က aircon နဲ့ power 4ဆလောက်ကြီးမှဒါစိတ်ချရမယ်လို့ပြောတာဒီနေရာမှာ inverter type aircon တွေနဲ့မဆိုင်ပါဘူး inverter type aircon တွေက DC အရင်ပြောင်းပြီးမှ AC ပြန်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့် compressor မကောင်းရင်သူကအလုပ်လုပ်မှာမဟုတ်ဘူး